ဗုဒ္ဓဘာသာဝင်သူတော်စင်တွေဖြစ်သည့်အားလျော်စွာမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုလက်ခံကျင့်သုံးထားကြသည့်အတွက်ကြောင့်ဖျားပါရီဆုံးမတွေဆိုတဲ့အဆုံးအမတရားကိုခြေခံနားလည်ဖို့လိုအပ်တယ်ဗုဒ္ဓဘာသာဆိုတာပါလေဗုဒ္ဓဘာသာလို့ခေါ်တဲ့စကားလုံးကတကယ်ရတော့မြတ်စွာဘုရားကိုကိုးကွယ်စိတ်ကပ်သူဆိုတဲ့အဓိပ္ပာယ်ကနေပြီးတော့ဘာသာလို့ဆိုတဲ့ကိုးကွယ်မှုကိုရည်ညွှန်းပြီးတော့ခေါ်လာကြတာတကယ်တော့မမှန်ကန်ကန်ခေါ်မယ်ဆိုရင်ဗုဒ္ဓဘာသာလို့ခေါ်မယ်အစားဗုဒ္ဓရဲ့ဥပဒကဥပတိကလို့ဥပဒကနဲ့ဥပတိကရသော်ဘုရားကိုစိတ်ကပ်ပြီးအဆုံးအမတရားတော်တွေကိုလိုက်နာကျင့်သုံးသူအမျိုးသားမျိုးသမီးအဲ့တော့ဘာသာတရားဆိုတာလူတွေကတော့ကိုးကွယ်ကြကိုးကွယ်တယ်ဆိုတဲ့စကားလုံးကိုသုံးတာဟာမိမိတို့ရဲ့အလေးနက်ရုပ်သေးလေးစားမှုကိုဖော်ပြတဲ့သဘောသားနဲ့ဖြစ်တယ်တကယ်ကတော့ဘုရားကိုကိုးကွယ်တယ်တရားကိုကိုးကွယ်တယ်သံဃာကိုကိုးကွယ်တယ်ဆိုတာရဲ့အနှစ်သာရကိုသိဖို့လိုအပ်တယ်ပေါ့အနှစ်သာရမသိလို့ရှိရင်လွဲမှားမှုတွေဖြစ်နိုင်တယ်ဒါကြောင့်မို့ဘုရားကိုကိုးကွယ်တယ်ဆိုတာဟာမြတ်စွာဘုရားရဲ့အဆုံးအမဘုရားဆုံးမတဲ့အတိုင်းလိုက်တာပါမယ်လို့ဒီလိုရှုံချီလက်ခံတာကိုဆိုလို့တယ်ပေါ့နော်ဘုရားဆုံးမတဲ့အတိုင်းလိုက်တာပါမယ်ဘုရားဆုံးမနဲ့အညီဘဝမှာနေထိုင်ပါမယ်လောကမှာဘုန်းကြီးတို့တွေဟာမိခင်ဖခင်ကျေးဇူးတင်ရှင်တွေရဲ့ဆုံးမမှုနဲ့နေကြရဆရာသမားတွေနဲ့ဆရာသမားတွေရဲ့ဆုံးမမှုနဲ့နေထိုင်ကြရတယ်။သို့မဟုတ်အသက်အရွယ်ကြီးကုန်သောလေးစားထိုက်တဲ့လူကြီးသူမတို့ရဲ့အဆုံးအမနဲ့နေကြအဲ့ဒါလို့အသက်အရွယ်ရတဲ့ကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်တွေရဲ့ဆုံးမထိန်ကြောင်းမှုမရှိဘူးဆိုလို့ရှိရင်လူရင်ကျေးသူဖြစ်ဖို့မတမခဲတယ်အဲ့တော့မြတ်စွာဘုရားကလူဘဝယဉ်ကျေးမှုတစ်ခုအနေနဲ့သာဆုံးမတာမဟုတ်ဘူးအသိပညာမြင့်မားဖို့အတွက်လည်းဆုံးမတာဖြစ်တယ်အဲ့တော့အရေးကြီးဆုံးကတော့ကိုချင်းတရားကောင်းမွန်ပြီးတော့အသိပညာတွေမြင့်မားအောင်ကြိုးစားဖို့ဒီနေရာမှာငွေကြေးတနာရှိတာမရှိတာအဓိကမဟုတ်ဘူးလူဘဝသို့သောလူတွေကပစ္စံချမ်းသာပါလို့စိတ်ကထင်တယ်ပစ္စံချမ်းသာခြင်းဟာတဘဝအတွက်အကျိုးရှိတာမှန်ပါလားတန်တရားအတွက်အကျိုးဖြစ်ချင်မှဖြစ်တယ်အရေးကြီးဆုံးကတော့တကယ်ကိုအရေးကြီးတဲ့အရေးချင်းတွေကိုယ်တဏ္ဍာမှာရှိငွေရှိတာတဲ့အဲ့ဒီအရေးချင်းတွေရှိဖို့လိုတယ်ငွေရှိပြီးတော့အဲ့ဒီအရေးချင်းတွေကင်းမဲ့သွားပြီဆိုလို့ရှိရင်လူဟာတဘဝတခဏမြသာချမ်းသာပြီးတော့နောက်ဘဝအတွက်စိုးရိမ်စရာအခြေအနေတွေနဲ့ပဲကြုံတွေ့ပြီးအောက်တန်းနောက်တန်းပြန်ရောက်သွားတာဒါကြောင့်မို့အောက်တန်းနောက်တန်းပြန်ကြမသွားအောင်ရှိရမယ့်အရေးချင်းကငွေကြေးထဏမဟုတ်ဘူးဆိုတာသတိထားဖို့လိုအပ်တယ်နော်ရသော်ဘုရားကိုယ်တိုင်ကဟောထားတာရှိတယ်ယတ္တတတ္တတထာဂတိအဆလသုပ္ပတိထိတာမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုထဲထဲဝင်သိရှိနားလည်ပြီးအခိုင်အမာယုံကြည်ပြီးလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဲ့ဒီလိုဖြစ်မှဒီပုဂ္ဂိုလ်ဟာဒီဘဝမှာဒီဘဝမှာလည်းပဲတန်ဖိုးရှိတယ်တန်တရားမှာလည်းတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဝိจิตနာမရှိတဲ့ပုဂ္ဂိုလ်ဟာဒီဘဝမှာနှိမ့်ကျသလိုခံစားရတော့လည်းပဲငွေကြေးတနာကနောက်ဘဝအတွက်အထောက်အကူဖြစ်နိုင်တာမဟုတ်ဘူးဒါကြောင့်မို့ငွေကြေးတနာတဲ့အရေးတကြီးရှိရမှာတော့တကယ်ကိုသူတော်ကောင်းတွေရဲ့ဥစ္စာလို့ခေါ်ရတဲ့တတ္တဒနာဟိရိဒနာတတ္တဒနာဟိရိဥတ္တပိယံဒနာတတ္တဒနာသီလဒနာဟိရိဥတ္တပိယံဒနာသုဒ္ဓဒနေသသာဂောသပညာဝေတတ္တမံဒနာဒါမြတ်စွာဘုရားရဲ့အဆုံးအမ
ဘုရားဝတ္တဝနိနားလည်ရမှာကဘာလို့ဆိုတို့မှာကံကံဤကျိုးကိုယုံကြည်ခြင်းမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်ခြင်းဆိုတဲ့တထာတို့မှာကြွယ်ဝတယ်ချမ်းသာတယ်ကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်ဆိုတဲ့လက်ခံမှုအခိုင်အမာရှိဖို့လိုတယ်အဲ့ဒါအခိုင်အမာရှိမှမကောင်းတာကိုရှောင်ကျဉ်ပြီးတော့ကောင်းတာကိုလုပ်ဖြစ်တယ်ဒါကြောင့်တတ္ထာဒနာနောက်တစ်ခုရှိရမှာကသီလဒနာကိုချင်းသီလခုနကစောင့်တည်လိုက်တဲ့၅ပါးသီလဆိုကိုချင်းသီလကိုအဲ့ဒီကိုချင်းသီလဆိုတာလေရှိရမှာဖြစ်တယ်ပေါ့ကိုချင်းသီလဟာသိပြီးတော့အရေးကြီးတယ်အဲ့ဒါမရှိခြင်းနေပဲစီသီလရှိဖို့အရေးကြီးတယ်တို့ဘွားနော်အဲ့ဒါရှိတာခဏပဲသုံးလို့ရမယ်ဘလိုချင်တဲ့ပစ္စည်းဥစ္စာလေးတွေဝယ်လို့ရမယ်နေကောင်းကောင်းဆောင်းနိုင်တယ်ကားကောင်းကောင်းစီးနိုင်တယ်ဒါကတော့ပတ်စံရှိတဲ့လူအတွက်ဆိုတာဟုတ်ကောင်းဟုတ်တယ်အဲ့ဒီပတ်စံရှိပြီးကိုချင်းသီလမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာရှိတဲ့အချိန်လေးကခဏပိုင်းပဲနောက်ပိုင်းကျတော့အချိန်လေးဆိုးရတဲ့ဘဝမျိုးကိုရောက်ရှိသွားတယ်အဲ့ဒီကြတော့ဘယ်သူမှမကယ်နိုင်ဘူးဒါကြောင့်မို့ရှိရမှာကသီလဒနာကိုချင်းသီလနဲ့ပြည့်စုံရမယ်ဆိုလို့နော်ဟိရိဥတ္တပိယံဒနံမကောင်းမှုကိုဆက်ဆုပ်တယ်မကောင်းမှုလုပ်ရမှာကြောက်တယ်ကိုယ်စိတ်ထဲမှာကိုချင်းသီလကိုထိမ့်သိမ့်တယ်နော်မဟုတ်တာပြောရမှာမဟုတ်တာလုပ်ရမှာရှက်တယ်မဟုတ်တာပြောရမှာမဟုတ်တာလုပ်ရမှာကြောက်တယ်အဲ့ဒီလိုကိုယ်သိက္ခာမထိပါရလေအောင်လူသိက္ခာပြည့်ပြည့်ဝနဲ့နေထိုင်နေဆိုတာဟိရိဥစ္စာဥတ္တပဟိရိဒနာဥတ္တပဒနာတို့ခေါ်တယ်နောက်တစ်ခုကသုဒ္ဓဒနာဆိုတာဘဝရလာတဲ့အခါမှာဘုဒ္ဓတွေစီဘူးအထောက်ရတယ်အဲ့လိုစီဘူးအထောက်မှဒီလူဆိုတာဘဝအဓိပ္ပာယ်လည်းနားလဲလာတယ်ကိုသွားရမယ့်လမ်းကိုလည်းကိုနားလဲပေါင်းသစ်ဆက်ဆံမှုတွေကိုလည်းနားလဲစီးပွားရှာဖို့လည်းနားလဲလာသုတ္တဆိုစီဘူးအထောက်အေးဓမ္မအသိနဲ့ပတ်သက်လာလို့ရှိရင်တရားပွဲတွေလုပ်ပြီးတရားနာတယ်သို့မဟုတ်မိမိတို့ကိုးကွယ်တဲ့တန်ဃာတွေဆီကနေပြီးဒီအဆုံးအမစကားလေးတွေကိုမှတ်သားတယ်နာယူတယ်မိမိတို့ကိုယ်တိုင်လည်းပဲတရားနာတယ်တရားစာအုပ်တွေဖတ်ရှုတယ်အဓိပ္ပာယ်နားလည်အောင်လုပ်တယ်ဆိုတာဒါသုတ္တဒနာဒီဥစ္စာကတန်ဖိုးကြီးမားတယ်တန်ဖိုးကြီးမားငွေချေးဒနာနဲ့ဝယ်လို့မရဘူးတန်ဖိုးကြီးမားဒါရှိတာနဲ့ငွေရှိတာနဲ့အမှန်တမ်းကွာခြားတယ်ငွေရှိတာသုံးနိုင်ဖြုံးနိုင်လောက်တာပဲရှိတယ်ငွေဆိုတာလဲပညာမရှိတဲ့လူရဲ့လက်ထဲမှာကြာရှည်မခံဘူးပညာရှိမှသုတ္တရှိမှငွေကြေးဒနာလည်းတိုးပွားနိုင်တာဖြစ်လို့ငွေရဲ့အထက်ကနေနေတာဟာသုတ္တဒနာပဲဖြစ်တယ်သို့တော်လူတွေကတော့ငွေရှိရင်ပြီးတယ်လို့ထင်နေတယ်ဒါလည်းမှားယွင်းတဲ့မြင်တစ်ခုပဲနော်သုတ္တဒနေစာဂောစဆိုတာလူလောကမှာနေကြတယ်ဆိုတာတူးတဲ့နေတာမဟုတ်ဘူးအ ਨੇ ဆုံးမိသားစုဘဝမှာနေကြလူဘဝရောက်လာရင်အမေရှိတယ်အဖေရှိတယ်ညီကိုမောင်နှမတွေရှိတယ်ဆွေတွေမျိုးတွေရှိတယ်အဲ့ဒီမိသားစုအတိုင်းဝိုင်းထဲမှာကိုယ်သာကိုယ်အတွက်သာဆိုတဲ့စိတ်ဓာတ်မျိုးမမွေးပဲနဲ့အားလုံးအတွက်ဆိုတဲ့စိတ်ဓာတ်မျိုးမွေးရနော်ကိုယ်သာကြီးပွားခြင်းနာမျိုးမဖြစ်စေရဘူးတိုးချဲ့ကြည့်လိုက်မိသားစုထဲမှာအားလုံးအတွက်ဖြစ်တယ်လို့ရက်ွက်ထဲမှာလည်းပဲအားလုံးအတွက်ဖြစ်တခါတိုးချဲ့ကြည့်လိုက်မြို့နယ်အတွင်းမှာလည်းအားလုံးအတွက်ဖြစ်တခါတိုးချဲ့ကြည့်လိုက်လို့ရှိရင်တိုင်းဒေသအကြီးအတွက်မှာလည်းအားလုံးနောက်ဆုံးနိုင်ငံအတွက်နောက်စကလူမျိုးနဲ့အမျိုးဘာသာသာသနာအတွက်ဆိုတယ်အဲ့ဒါလို့အားလုံးအတွက်ခြေပြတ်တဲ့စိတ်ဓာတ်တွေထားပြီးအားလုံးအတွက်ကောင်းစားကြပါစေအားလုံးချီးပွားဖို့ဆိုတဲ့စိတ်တွေမြင့်မြတ်တဲ့စိတ်တွေသဘောထားပြီးတော့မစ္စရိယကင်းစင်တဲ့နေထိုင်မှုမျိုးနဲ့နေဖို့လိုအပ်တယ်ပေါ့လောကမှာမစ္စရိယကြီးထွားလာလို့ရှိရင်ဘာဖြစ်လဲမိသားစုထဲမှာတောင်းငါဟာမကင်နဲ့ငါဟာမထိနဲ့နော်ဆိုပြီးတော့အချင်းမြတ်တတ်ကြမစ္စရိယနောက်မှာပါလိုက်လာတော့ဆိုဒေါသလိုက်တာဒေါသလိုက်လာခြင်းအဖြစ်မေတ္တာပျက်စီးသွား
အဆိုးကြီးပဲလားစဉ်းစားကြည့်မစ္စရိယရဲ့သဘောနောက်မှာဒေါသလိုက်တယ်ဆိုတာစဉ်းစားကြည့်တရဝါလေးနှစ်ကောင်ကြောင်လေးနှစ်ကောင်ပဲဖြစ်စေခွေးလေးနှစ်ကောင်ပဲဖြစ်စေဆော့ကစားနေတဲ့ချားမှာစားစရာအယိုးလေးတစ်ခုပြစ်ချလိုက်မယ်ဆိုရင်ဘာလုပ်ကြတယ်ထင်တော့အားလုံးလည်းတွေ့ဘူးလိမ့်မယ်ဒီအယိုးကိုလူပြီးကြိုက်ကြတော့တာပဲလေအဲ့ဒါဘာကြောင့်သူတို့ဒီလိုဖြစ်ရတယ်လဲလို့ဆိုရင်ငါဟာမထိနဲ့ဆိုတဲ့စိတ်မစ္စရိယစိတ်လွှမ်းမိုးလာသည့်အတွက်ကြောင့်ဒေါသတွေဖြစ်လာဒေါသတွေဖြစ်လာလို့တူတူခုနတုန်းကတူနဲ့တူပျော်ရွှင်စွာဆော့ကစားနေရကနေပြီးကြိုက်ကြတယ်ဆိုတာဟာမစ္စရိယရဲ့လွှမ်းမိုးမှုကြောင့်ပဲဖြစ်တယ်တိရစ္ဆာန်ရုံထဲမှာကြားတွေခြင်သေးတွေအစာကျွေးတဲ့အခါမှာအစာမစားရသေးခင်အစာမကျွေးခင်ရမလုပ်ဘူးအစာသူတို့ပါဇက်ထဲရောက်ရင်ကြားတွေကမှန်ဖီလာတယ်ခြင်သေးတွေကမှန်ဖီတယ်ဒါဘာအတွက်တုံးဆိုငါဟာမထိနဲ့ဆိုစိတ်ဓာတ်ဒေါသဖြစ်လာဒါကြောင့်မို့မစ္စရိယရဲ့နောက်ွယ်မှာမစ္စရိယနဲ့လိုက်ပါလာတာဒေါသပဲဒေါသဖြစ်လို့ရှိရင်မေတ္တာဆိုတာပျက်စီးသွားဒါကြောင့်လူလောကမှာမေတ္တာပျက်စီးသွားရင်အမုန်းဓာတ်တွေဝင်လာတယ်အေးအဲ့ဒါလိုမဖြစ်ရအောင်ဒီစာခါဆိုတဲ့ဆွန့်လွတ်ခြင်းအလုံးနဲ့ဓာတ်ညဉ့်များဆက်ဆက်နိုင်ခြင်းဆိုတဲ့စာခါတရားဟာတန်ဖိုးကြီးမားတဲ့ပစ္စည်းဥစ္စာတစ်ခုဖြစ်တယ်လို့သူဆိုတယ်နောက်တစ်ခုကျတော့ပညာအသိပညာဟာလည်းတန်ဖိုးကြီးမားတယ်အဲ့ဒီအသိပညာဆိုတဲ့ပစ္စည်းဥစ္စာလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားပြီးတော့သိရမယ်လုံးတဲ့နာနဲ့မလုံးတဲ့နာမသိဘူးဆိုရင်ဘာဖြစ်လဲဒီပညာမရှိလူတွေဟာမလုံးတဲ့နာကိုလုံးတဲ့နယ်လို့ထင်တယ်မပြောတဲ့နာကိုပြောတဲ့နယ်လို့ထင်တယ်ပြောတဲ့နာကြတော့မပြောတဲ့မူလုံးတဲ့နာကြတော့မလုံးတဲ့မူလို့လွဲမှားဆိုတာထင်တယ်လွဲမှားသည့်အတွက်ကြောင့်မလုံးတဲ့နာတွေလုံးမပြောတဲ့နာတွေပြောလုံးတဲ့နာမလုံးဖဲနေမပြောတဲ့နာပြောတဲ့နာကြတော့မပြောဘဲနေခြင်းအပြင်ရှားရှိလာတဲ့အကျိုးတရားတွေဟာဆွေးရပြည့်စုံဒါကြောင့်ပညာဆိုတဲ့ဥစ္စာရှိရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိသည့်အတွက်ကြောင့်သူဟာမှားယွင်းမှုတွေကိုကာကွယ်ဆောင်ရှောက်နိုင်တယ်ငွေချေးတနာသည်အတန်အသင့်သုံးချပြီးတော့ချမ်းသာအောင်ထားနိုင်တယ်လို့အခုပြောခဲ့တဲ့တတ္တာသီလဟိရိဩတ္တပနော်တုဒ္ဒစာကပညာလို့ဆိုတဲ့ဒီဥစ္စာတွေဟာလူလောကမှာတန်ဖိုးထားရမယ်ငွေချေးတနာတဲ့လူတွေကတန်ဖိုးထားနေကြတယ်ဒါတွေကိုတန်ဖိုးထားရကောင်းမှမသိဘူးဆိုလို့ရှိရင်တဘဝစာပဲရှာတဲ့ပုဂ္ဂိုလ်မျိုးတဘဝစာတဏှတ်စာနဲ့ပဲအချိန်ဖြုံးနေတယ်လို့ပြောရမှာဖြစ်တယ်ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့တဘဝတဏှတ်စာဒီလိုမရှိဘဲနဲ့အမျှော်အမြင်ကြီးမားစွာတို့မှတကယ်ရှိရမယ့်ပစ္စည်းဥစ္စာတွေငွေကြေးတနာရှိအောင်လဲအခြေခံအားဖြင့်ကြိုးစားတယ်ငွေကြေးတနာရှိအောင်ကြိုးစားတယ်လို့တတ္တာသီလနော်ဟိရိဩတ္တပသုဒ္ဓစာကပညာဆိုတဲ့ဒီဥစ္စာတွေလည်းအရေးတကြီးတို့တွေရှိရမှာဖြစ်တယ်ဆိုတဲ့နားလည်မှုဖြင့်ဒီအကျိုးရှိအောင်ဒီဘဝမှာအကျိုးရှိအောင်နောက်ဘဝမှာလည်းအကျိုးရှိအောင်တတိထားကြရမှာဖြစ်တယ်ပေါ့မြတ်စွာဘုရားချီးမွမ်းတဲ့ပစ္စည်းဥစ္စာဆိုတာဟာအခုပြောရတဲ့တတ္တသီလဟိရိဩတ္တပသုဒ္ဓစာကပညာလို့ခေါ်တဲ့ဒီသူတော်ဥစ္စာခုနှစ်ပြားပဲဖြစ်တယ်ငွေကြေးတနာကိုမြတ်စွာဘုရားချီးမွမ်းတာမဟုတ်ဘူးအဲ့ဒါလွန်စွာအဓိပ္ပာယ်ရှိတယ်ငွေကြေးတနာဟာမရှိရဘူးမရှာရဘူးလို့ဒီလိုအဓိပ္ပာယ်မသက်ရောက်ဘူးအဲ့ဒီကရလာတဲ့ငွေကြေးတနာဟာပညာရှိမှထိမ့်သိမ့်နိုင်တယ်တုတ္တရှိမှထိမ့်သိမ့်နိုင်တယ်နှုတ်လို့ဆိုရင်တလွဲကိုအသုံးချပစ်လိုက်တတ်တယ်သီလရှိမှထိမ့်သိမ့်နိုင်တယ်ဆိုပါစို့ထီပေါက်တယ်ပတ်စံနေရလာတယ်ဘာလို့လဲအရက်တော့ပစ်တယ်ကစားပစ်တယ်အဲ့ဒါဘာကိုချင်းသီလမရှိလို့ဖြစ်သွားမကြခင်ပဲပြန်ပြီးဆင်းရဲမွဲတေမှုကြုံသွား။ဩကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်ကဒီလုံမျိုးတွေကိုရှောင်တယ်
တိုးတက်ကြီးပွားအောင်အစဉ်သာဝရသုံးကြအောင်လုပ်တယ်ဆိုဒါကြောင့်မို့လို့ဒီအချက်တွေဟာအလွန်အရေးကြီးတယ်လို့မှတ်သားနာယူထားကြအနုဘုဆိုဘုရားကိုးကွယ်တာအဓိပ္ပာယ်မဲ့သွားတရားကိုးကွယ်တယ်ဆိုတော့လေအဓိပ္ပာယ်မဲ့တယ်တန်ခါကိုးကွယ်ရခြင်းအဓိပ္ပာယ်ဟာလည်းကင်းမဲ့သွားတယ်အဲ့တော့ဘုရားတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်စိတ်ကတ်တယ်ဆိုတာဒီရည်ချင်းတွေရဲ့တန်ဖိုးကိုသိဖို့ရအတွက်ကိုးကွယ်ကြတာလောကမှာစီးပွားဥစ္စာဆိုတာလေကြိုးစားပြီးတော့ရှာရမှာစီးပွားဥစ္စာတစ်ခုတည်းနဲ့မလုံလောက်ဘူးကိုချင်းတရားကောင်းအောင်လဲကြိုးစားရမှာဖြစ်တယ်ပညာတိုးတက်အောင်လဲကြိုးစားရမှာဖြစ်တယ်သုတ္တဆိုတဲ့အကြမ်းမြင်ဘောဓုတများအောင်လဲကြိုးစားမှာအားလုံးကြိုးစားမှတိုးပွားတယ်ဆိုတာကိုသေချာခံယူချက်ထားပြီးတော့ကြိုးစားအထောက်ဖို့လိုအပ်တယ်မထေမြတ်တို့ရဲ့အမတ်တရားစကားတွေဆိုတဲ့နေရာမှာအဲ့ဒီမထေမြတ်တွေရဲ့ဘဝဇလန်းလေးကိုကြည့်လိုက်မယ်ဆိုရင်သူတို့တွေဟာလဲတာမန်ပုဂ္ဂိုလ်ဘဝကနေပြီးတော့ကောင်းတဲ့အလုပ်ကလေးလုပ်ပြီးတိုးတက်မြင့်မားလာကြတာဖြစ်တယ်တို့တွေလည်းတာမန်လူလောကမှာလူသားတစ်ယောက်ဖြစ်လာတဲ့အခါခုကောင်းတဲ့အလုပ်ကိုလုပ်ဖြစ်နေကြတယ်တရားဝဲကျင့်ပါတယ်ပုံစောလွမ်းတယ်ပုံစွမ်းလောင်းလူကြတယ်ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်တရားနာကြတယ်ဟောကောင်းတဲ့အလုပ်တွေကိုလုပ်အဲ့ဒါဘာအတွက်တုံဆိုလို့ရှိရင်တရားနာခြင်းဖြင့်တတ္တာဆိုတဲ့ဥစ္စာရအောင်လုပ်တယ်သီလဆိုတဲ့ဥစ္စာကိုရအောင်လုပ်တယ်မကောင်းမှုအဟုသူတွေကိုရှက်တတ်ဖို့ကြောက်တတ်ဖို့သုတ္တဆိုတဲ့ဘောဓုတတွေရအောင်စာကလို့ဆိုတဲ့စိတ်နေသဘောထားတွေမှန်ကန်မှုတွေပညာလို့ဆိုတဲ့အသိလိမ္မာဉာဏ်ပညာတွေရအောင်ဒီအတွက်လှုပ်ဆောင်နေတာဆိုတာနားလဲသဘောပေါက်ကြမှာဖြစ်တယ်အဲ့ဒါလို့နားလဲသဘောပေါက်မှဘုရားတရားတန်ခါယရဏသုံးပါးကိုးကွယ်စိတ်ကပ်ရတဲ့အဓိပ္ပာယ်ဟာစစ်မှန်တဲ့အဓိပ္ပာယ်ဖြစ်သွားမှာဖြစ်တယ်ဘုရားဘာသာဝင်တယောက်ဖြစ်ခြင်းရဲ့အကျိုးကျေးဇူးဟာဘာလဲဒီဘဝမှာအပြစ်ကင်းတဲ့သက်ရှင်မှုမျိုးအပြစ်ကင်းတဲ့အသက်မွေးမှုမျိုးနဲ့နေထိုင်နိုင်တာယုံကြည်တာအခိုင်အမာကိုချင်းသီလထိမ့်သိမ့်တာဒါဗုဒ္ဓဘာသာဖြစ်ရခြင်းအကျိုးပဲဒီဘဝမှာကောင်းစားသည့်အတွက်ကြောင့်နောင်ဘဝမှာဓိတဲ့မြင့်တဲ့အဆင့်မြင့်တဲ့ချမ်းသာဒုက္ခတွေကြီးမားတဲ့ဘဝမျိုးကိုရောက်တာလေဒီဘဝကောင်းတာလုံးမှနောင်ဘဝကောင်းတာရောက်တယ်ပစ္စုပန်ကောင်းမှအနာဂတ်ကောင်းတယ်စဉ်းစားကြည့်လေကလေးတယောက်လူဘဝရောက်လာပြီဆိုရင်ငယ်ငယ်ကနေပညာမသင်မဲနဲ့နော်အလေအလွင့်လုံးနေမယ်ဆိုလို့ရှိရင်ပညာတတ်လာမှာမဟုတ်ဘူးအဲ့ဒါလို့မဟုတ်ဘဲနဲ့မိဘဆရာသမားတွေရဲ့ထိန်းကျောင်းမှုအောင်မှနေပြီးကြိုးစားပြီးပညာသင်တဲ့ကလေးဟာတစ်ဆင့်ပြီးတစ်ဆင့်နေမြင့်ယာရုတွေမြင့်လာကတွေရတဲ့ဒီတတိနားလေတဲ့ပုဂ္ဂိုလ်တူဖြစ်ရောက်ရှိသွားအဲ့ဒါလို့ပဲဒီဘဝမှာပြုပြင်ဆောက်ရှောက်ခြင်းအပြင်နောက်ဘဝကျရင်အဆင့်မြင့်လာတယ်ဆိုတာနားလည်ကြမှာဖြစ်တယ်အဲ့ဒါလို့နားလည်ဖို့အတွက်ဘုရားကိုကိုးကွယ်တာဖြစ်တယ်တရားကိုကိုးကွယ်တာဖြစ်တယ်တန်ခါကိုကိုးကွယ်တာဒါဖြင့်ဘုရားကိုကိုးကွယ်ခြင်းဖြင့်ဘုရားရဲ့ဆုံးမရရှိတရားကိုကိုးကွယ်ခြင်းဖြင့်တရားရဲ့ဆောင်းရှောက်မှုကိုရတန်ခါကိုကိုးကွယ်ခြင်းဖြင့်ကုသိုလ်ကောင်းမှုတွေပြုခွင့်တွေရကြတယ်အဲ့ဒီကနေပြီးတော့လူဘဝမြင့်မားတိုးတက်လာအဲ့တော့ဒီမှာအမတ်တရားစကားကိုပြောတာဒီကနေ့ညမထေမြတ်၄ပါးတငယ်ချင်း၄ယောက်ရဲ့အမတ်တရားစကားဟာတူနဲ့တူပြောကြဖို့ညင်များစွာမကွာဘူးသူတို့ဘဝဟာလည်းပဲ၄ဦးသားဟာတဘဝပြီးတဘဝလက်တွဲပြီးဘဝခရီးလျှောက်လန်းလာကြတာဖြစ်လို့ဘုန်းကြီးတို့တွေအတွက်သင်္ကန်းစာရယူရမယ်အချက်တွေအာဝင်နေပေါ့သူတို့ဟာလည်းပဲတန်တရားမှာတာမန်လူတယောက်ဘဝကနေပြီးတော့ဒီတန်ဖိုးမြင့်မားတဲ့ပုဂ္ဂိုလ်ဘဝရောက်ရှိလာကြတာဖြစ်တယ်အေးဒါကြောင့်သူတို့ဘဝတစ်စီတစ်စောင်းအခက်ခတ်ပြီးတော့ချီရဘဝတန်တရားခရီးကိုတရားတူအနေနဲ့ရှောက်လန်းရာကနေပြီးလူဘဝကိုရောက်ရှိလာတာဟာအခွင့်အရေးကောင်းတစ်ခုပဲကိုရလာတဲ့လူဘဝအခြေအနေမှာမြတ်စွာဘုရားလို့သူတော်ကောင်းနဲ့သူ့ရဲ့အဆုံးအမတွေပွင့်လင်းတဲ့အချိန်နဲ့တွေ့ရတာတော့အလွန်ကံကောင်းခြင်းပဲဖြစ်တယ်အလုံးသိကြတယ်လေဆိုတဲ့ထဲမှာနော်မနုဿတ္တဘာဝဒုံလဘောလောကတမေနော်ဘုဒ္ဓပါတော်ဒုံလဘော
မြတ်စွာဘုရားပွင့်နေတဲ့ခေတ်ခါဆိုတာရခဲ့တယ်အဲ့ဒီလိုခေတ်ခါမျိုးမှာလူဖြစ်ဖို့ဆိုတာအမတန်ခဲရင်တယ်လို့ဆိုရယ်အဲ့ဒီလေကိုတန်ဖိုးရှိတဲ့အချိန်တွေကိုကိုယ်ဟာလူဖြစ်ရအခုတရားနာနေကြတဲ့သူတော်စင်ပြိဿတ်တွေစဉ်းစားကြည့်မယ်ဆိုရင်လူဖြစ်တယ်ဘုရားပွင့်တဲ့အချိန်နဲ့ကြုံကြိုက်တယ်ဒီတဲ့ကောင်းတဲ့အခွင့်အရေးပဲရှိတော့သို့တော့လူတိုင်းဟာဒီအခွင့်အရေးကိုရထားပြီးဒီအခွင့်အရေးကိုသုံးချနေတာဟုတ်ကဲ့လားလို့ဘယ်ဟုတ်မလဲမြတ်စွာဘုရားကိုကြောပေးထွက်ခွာနေတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲမြတ်စွာဘုရားရဲ့အဆုံးအမကိုကြောခိုင်းထားတဲ့ပုဂ္ဂိုလ်တွေကအများကြီးလောကလူဖြစ်တိုင်းလည်းဒီလိုရတာမဟုတ်ဘူးအေးတို့တွေကတော့ဘုရားကိုကြောခိုင်းတာမဟုတ်ဘူးဘုရားရဲ့အဆုံးအမကိုလက်ခံပြီးတော့ယုံကြည်မြတ်နိုးစွာလိုက်နာနေကြတဲ့ပုဂ္ဂိုလ်တွေဆိုတို့လောကံကောင်းတာလောကမှာမရှိဘူးလို့ကိုယ့်ကိုစဉ်းစားကြည့်နော်ကံကောင်းတဲ့အနေထားတစ်ခုတို့တွေရောက်အဲ့ဒါကံကောင်းလဲကိုယ်ပဲလုပ်ရမှာပဲကံဆိုးသွားတာလဲကိုယ့်အကြောင်းပဲဘယ်သူမှမဟုတ်ဘူးဆိုတာတော့တတိထားကြရမှာဖြစ်တယ်ကောင်းပြီမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်တယ်အမျိုးကောင်းသား၄ယောက်ဟာလည်းပဲဒီကဘာကနေပြန်ပြီးတော့ကြည့်လိုက်တဲ့အခါမှာ94ကဘာကဘာတစ်ခုတစ်ခုဆိုတာအင်မတန်မှကြာတယ်အင်မတန်ကြာတဲ့အချိန်ပိုင်းကြီးတွေဟာတနေ့ကျတော့ပျက်စီးသွားတာအားလုံးကပျက်စီးတယ်ဆိုတာစဉ်းစားကြည့်မြန်မာနိုင်ငံမှာပဲကြည့်ဒီမြေပေါ်မှာဖြစ်တာကဘာရဲ့တက်တန်းကိုဒါစဉ်းစားကြည့်လိုက်ဒီနာအနီးလေးမှာကြည့်လိုက်မယ်နော်မြန်မာနိုင်ငံရဲ့ဒီနာအနီးနာကိုမြန်မာနိုင်ငံပဲကြည့်လိုက်ဒီ400စုလို့ဆိုတဲ့အချိန်ပိုင်းတော့ကသရေခိတရာလို့ပြည်ခေတ်မှာပြူလူမျိုးတွေနေထိုင်ခဲ့ကြအခုတရားမှမရှိဘူးပျောက်သွားပြီသူတို့နေခဲ့တယ်ဆိုတဲ့အထောက်အထားတွေခြေရလက်ရတွေရှိနေခဲ့ဒါတစ်ခုအဲ့ဒီကနေပြီးပကံခေတ်ရောက်လာပြီဆိုတဲ့အခါမှာနောထာဘုရင်ကြီးကစပြီးတော့တိုင်းပြည်ကိုစူးစီစီလုပ်ပြီးပကံကိုဗဟိုပြုပြီးတော့မြန်မာနိုင်ငံကြီးကိုထူထောင်ခဲ့ကြတယ်အခုရှိသေးလားဆိုမရှိဘူးသို့တော့သူတို့ခြေရလက်ရဖြစ်တဲ့ဖရာမထိုးတွေကျန်နေပျောက်ကွယ်သွားပြီဆိုတော့ပြောပြနော်အဲ့ဒီကနေပြီးပကံခေတ်ကြီးကုံဆုံးသွားတဲ့အခါဒီဘက်နီးလာမြင်းဆိုင်ဆိုတဲ့အရာရက်ကိုရောက်လာမြင်းဆိုင်ဟာပျောက်ကွယ်သွားတဲ့နောက်မှာပင်းရဆိုတာရောက်လာပင်းရခေတ်ရောက်လာပင်းရခေတ်ရောက်လာပြီးပင်းရခေတ်ကုံဆုံးသွားတဲ့အခါကျတော့အင်းဝဆိုတာဖြစ်လာအင်းဝခေတ်ကုံဆုံးသွားတဲ့အခါကျဘယ်ရောက်လာတော့ဆိုအမရပူရဆိုဖြစ်လာမြို့တော်တွေဟာပြောင်းလာတဲ့သဘောကိုပြောပြအမရပူရပြောင်းကွယ်သွားတဲ့အခါဘယ်ရောက်သွားပြန်လို့ဆိုမန္တလေးဆိုဖြစ်လာဟာတနေ့ကျတော့လေဒီမန္တလေးဟာလည်းပြောင်းကွယ်သွားပြန်အဲ့ဒီလိုကဘာဟာလည်းပဲဒီလိုပဲအတိုင်းဝိုင်းကြီးတွေဟာတစ်ခုပြီးတစ်ခုပြောင်းကွယ်သွားတယ်ကောရမဘုရားပွင့်တဲ့ဘုန်းကြီးတို့တွေနေတဲ့ကဘာမှာဘုရားငါးစုပွင့်ဘုရားငါးစုပွင့်မဲ့ကဘာဒီကဘာရဲ့အရင်မှာပျောက်ကွယ်သွားတဲ့ကဘာတွေမြောက်များစွာရှိတယ်ထင်မယ်94ကဘာမြောက်ကကဘာမှာဘုရားပွင့်ခဲ့တယ်အဲ့ဒီဘုရားကသိဒ္ဓထမြတ်စွာဘုရားတဲ့94ကဘာမြောက်ဟောအဲ့ဒီဘုရားလက်ထက်မှာဒီအမျိုးသားတငယ်ချင်း၄ယောက်ဟာလူဖြစ်ကြတယ်လူဘဝရောက်တဲ့ခါမှာတူနဲ့တူခင်မင်းကြတယ်မိတ်ဆွေပေါင်းသင်းနေဖြစ်ကြမိတ်ဆွေပေါင်းသင်းဖြစ်ပြီးတော့ကုသိုလ်ကောင်းမှုကိုသူတို့ကြိုးစားကြတငယ်ချင်း၄ယောက်နော်တငယ်ချင်း၄ယောက်သိဋ္ဌထမြတ်စွာဘုရားဆုံးကကြွလာတဲ့အခါမှာတယောက်ကဘာလုပ်တုံးဆိုပိဋကတ်ဆွမ်းလောင်းလိုက်တယ်အခုလည်းပဲဆွမ်းလောင်းနေကြတာပဲကုသိုလ်ကောင်းမှုဆိုတာလုပ်နေကြတာသူတို့လည်းအဲ့ဒီတုန်းကသိဋ္ဌထမြတ်စွာဘုရားနဲ့တန်ဃာတွေကြွလာတဲ့အခါမှာတငယ်ချင်းတယောက်ကအဓိကဆွမ်းလောင်းလှူတဲ့ကုသိုလ်ရရှိတယ်နောက်ဒုတိယတငယ်ချင်းတယောက်ကတော့ဘာပြုလို့ဆိုမြတ်စွာဘုရားကိုကြီးညိုတယ်ကြီးညိုပြီးတော့အာရပါရရှ िख ိုးဝါချဘာမှလှူတာမပါဘူးသူဒါလည်းကုသိုလ်ပဲနော်
ကြည်ညိုတဲ့စိတ်တွေဖြစ်ပြီးတော့ဘုရားကိုရှိခိုးဒါမှမဟုတ်ဒီရက်ွက်ထဲမှာဒီဓမ္မယုံနဲ့ရောက်လာပြီဆိုရင်ရုပ်ဘွားဆင်းရဲတော်ကိုရှိခိုးဝတ်ကြလေးလေးစားစားရှိခိုးဝတ်ကြရင်တပြားမှမလှူလည်းပဲဒီကုသိုလ်ကောင်းမှုကကောင်းရတုဂတိပုံကိုပုတ်ပေးနိုင်တယ်ကိုယ်စိတ်ထဲမှာကြည်နူးမှုကအဓိကကြဘုရားဆိုတဲ့ကိုယ်ကိုအယုံပြုပြီးတော့ရှိခိုးဝတ်ချလိုက်တယ်ဒုတိယမျိုးကောင်းသားအဲ့ဒီမှာတတိယမျိုးကောင်းသားကတော့ဘာလို့တုံးလို့ဆိုမြတ်စွာဘုရားကိုဒီပန်းခိုင်ကြီးတစ်ခုပန်းလက်ကြီးတစ်ခုအပွင့်နေနဲ့ညာရန်တစ်ခုနဲ့ပန်းခိုင်ကြီးတစ်ခုအဲ့ဒါကိုမြတ်စွာဘုရားကိုလှူဒန်းတယ်ပန်းနဲ့ပူဇော်တယ်အခုခေတ်ဆိုပန်းရည်ချမ်းတွေလှလှပပပြင်ဆင်ပြီးတော့ပူဇော်နေကြနောက်စတုထအမျိုးကောင်းသားသူတို့တန်ငယ်ချင်း၄ယောက်မြောက်တန်ငယ်ချင်းကတော့ဘာလို့တုံးဆိုမြတ်စွာဘုရားကိုမြတ်၄ပါးနဲ့ပူဇော်တယ်ဟောတယောက်ကဆွမ်းလောင်းတယ်တယောက်ကရှိခိုးတယ်တယောက်ကပန်းလက်တံနဲ့ပူဇော်တယ်တယောက်ကမြတ်၄ပါးနဲ့ပူဇော်တယ်အလုံးဟာကုသိုလ်ယူကြတယ်တူလားဆိုမတူတော့မတူနော်ကိုယ်တရာစိတ်ဖြစ်ရာလူတွေဟာသူတို့ဘဝမှာဖះနဲ့တွေးလိုက်တဲ့အချိန်မှာကုသိုလ်ကောင်းမှုတွေအခုလိုလုံးလိုက်ကြအဲ့ဒီလုံးလိုက်တဲ့ကုသိုလ်ကောင်းမှုလေးတွေဟာဒီတငယ်ချင်း၄ယောက်ကိုတူညီသောအကျိုးပေးပြီးတော့ဘယ်သွားကြတော့ဒီဘဝဆိုတာအဆုံးသတ်မှာပဲလူတိုင်းဘဝတစ်ခုပြီးသွားတဲ့အခါမှာကောင်းအသုဂတိဘုံရောက်တယ်နတ်ပြည်ရောက်တယ်နတ်ပြည်ကနေပြီးတော့ကံကုန်သွားတဲ့အခါလူပြည်ရောက်တယ်လူပြည်ရောက်တဲ့အခါအခွင့်သားတဲ့အခါကုသိုလ်ကောင်းမှုတွေလုပ်ပြန်တယ်လှုပ်လိုက်တဲ့အခါနတ်ပြည်ရောက်တယ်အဲ့ဒါလို့ကောင်းရသုဂတိဘုံတွေမှာပဲလှည့်ပြီးတော့အပယ်မလားကြဘူးသူတို့ဟာ94ကဘာကိုဖြတ်တန်းခဲ့ကြတယ်ကောင်းတာတွေကြီးဆက်လုံနေသည့်အတွက်ကြောင့်သူတို့ဟာအောက်ကဘာလို့ပြောတဲ့ငရဲတရိษံပြိတ္တာဆိုတဲ့ဘဝတွေကိုမရောက်ကြဘူးအဲ့ဒါကုသိုလ်ကံရဲ့အရှိန်ကထိမ့်ပေးတာအဲ့ဒါကိုဓမ္မလို့ခေါ်တယ်ဒီလှုပ်တဲ့ကုသိုလ်ကောင်းမှုဟာအတ္တနံဓာရင်တိစတုတုအပါယေတုအပ္ပဒမဏိကတ္တဝါဓာရေတိတိဓမ္မောဓမ္မဆိုတာဟာလူတွေကောင်းကျိုးချမ်းသာရအောင်ဆောင်ကျင်းပေးတဲ့သဘောတရားတွေရှိစွမ်းရည်တတ်တွေရှိသဘာဝတရားတွေမှာစွမ်းရည်တတ်တွေရှိတယ်ဆိုတာစဉ်းစားကြည့်ခေါင်းကိုက်နေရင်ဘာလို့တော့ဆေးစားခေါင်းကိုက်ပျောက်ဆေးတောက်မပျောက်ဘူးလားပျောက်တယ်အဲ့ဒါခေါင်းကိုက်ပျောက်ဆေးကနေပြီးတော့ဒီယောဂကိုကာဝယ်ပေးတာပဲဖျားတယ်အဖျားပျောက်တဲ့ဆေးတောက်တယ်ဒီအဖျားပျောက်တဲ့ဆေးကအဖျားယောဂကိုကာဝယ်ပေးတဲ့သဘောထို့တူပဲလူတွေရဲ့စိတ်ထဲမှာကုသိုလ်ကောင်းမှုကုသိုလ်စိတ်ကလေးဖြစ်ပေါ်လာလို့ရှိရင်အကုသိုလ်ကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားတွေကိုဖယ်ရှားနိုင်တယ်ချမ်းသာဒုက္ခကိုပေးနိုင်တယ်ဆိုတော့ယုံကြည်လက်ခံလက်တွေ့အားဖြင့်ဒီလိုဆိုတာအဲ့ဒါကိုဘယ်သူမှပေးတာတခြားဘာသာတွေကပြောလိုက်မယ်ဘုရားသခင်ကပေးတာလို့နော်စိတ်ကူးတဲ့ကဘုရားသခင်ကပေးနိုင်သလားစဉ်းစားကြည့်ကိုယ့်အကိုလှုပ်တဲ့ကံကိုဘုရားသခင်လို့ပြောစရာအကြောင်းမရှိဘူးကိုကောင်းတာလုပ်လို့ရှိရင်ကောင်းတာတွေဖြစ်တယ်ဆိုတာအမှန်တမ်းထင်ကိုအားကိုးတဲ့စိတ်ဟာဘုရားဘာသာမှာအပြည့်အဝရှိရဘုရားသခင်ဆိုတာတကုရှင်ကိုအားကိုးခြင်းသာလေအဲ့တော့အားကိုးတာမှန်သလားမမှန်ဘူးလားစဉ်းစားကြည့်အမေအားကိုးအဖေအားကိုးလို့ရှိရင်အမေကလှုပ်ပေးနိုင်တာအားလုံးလှုပ်ပေးနိုင်သလားအဖေကအားလုံးလှုပ်ပေးနိုင်သလားဆိုပါစို့အမေကမဖြားအောင်လှုပ်ပေးနိုင်သလားအမေအဖေကမအိုအောင်လှုပ်ပေးနိုင်သလားအမေဖေကမသေးအောင်လှုပ်ပေးနိုင်သလားသူကိုယ်တိုင်ပဲအိုတယ်နာတယ်နောက်ဆုံးသိရတယ်သားသမီးတွေကလည်းအိုလဲအိုမယ်နာလဲနာမယ်သိလဲသိရအမေအဖေလှုပ်ပေးနိုင်တာရှိရလားဒါမျိုးတွေမရှိဘူးဒါဖြင့်အမေလှုပ်ပေးနိုင်တာအဖေလှုပ်ပေးနိုင်တာဘာလို့ဆိုအေးငယ်ရာကနေပြီးကြည့်အောင်စောင့်ရှောက်ပြီးကျွေးမွေးပေးထားနိုင်တယ်ဒါအမေဖေလှုပ်ပေးနိုင်တယ်ပညာတတ်ကြီးဖြစ်အောင်အမေဖေကလှုပ်ပေးနိုင်သလားမပေးနိုင်ဘူးအမေဖေလှုပ်ပေးနိုင်တာဘာလို့ကျောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းစီအနံပေးမယ်ငွေကြေးတနာသုံးဆွဲပေးမယ်ဒါအမေဖေလှုပ်ပေးကိုယ်တိုင်ကမကြိုးစားလို့ရှိရင်ဘာမှတတ်လာမှာမဟုတ်ဘူး
ဒါလက်တွေ့သဘောတရားပဲအဲ့ဒီလက်တွေ့သဘောတရားကိုကြော်ပြီးတော့စိတ်ကူးရင်တွေကိုသွားမယုံနေနဲ့မှန်ကန်မှုမရှိဘူးလို့သူတို့ဆိုလို့လေနော်အလုံးဟာဘယ်သူမှပြုမိမိမှုပဲအဲ့တော့ဒီအမျိုးကောင်းသား၄ယောက်ဟာခုလိုကုသိုလ်ကောင်းမှုတွေလုပ်လိုက်60ကဘာလုံးအတွက်ကိုယ့်ရဲ့လောက်ရနဲ့ကာယဒုတိဘုံရောက်ပြီးတော့64ကဘာဖြတ်တန်းခဲ့ကြဒီပါရကဘာရောက်လာတဲ့အခါကျတော့ပါရကဘာမှာတတိယမြောက်ပွင့်တဲ့ဖျားကကတ္တဗဖျားလို့ခေါ်တယ်အဲ့ဒီကတ္တဗဖျားပွင့်လာတဲ့အခါမှာသူတို့ဆုံးကြုံကြပြန်တယ်လူဖြစ်တဲ့ဘဝနဲ့ဖျားပွင့်တဲ့အချိန်ဆုံးမြန်တယ်ဆုံးတဲ့အခါမှာသူတို့ကလည်းအမြဲတမ်းလက်တွဲနေတယ်လို့ပဲတငယ်ချင်း၄ယောက်ဖြစ်လာကြပြန်တယ်လူဘဝမှာလည်းသူတို့ကတ္တဗဘုရားလက်ထက်မှာလည်းပဲတငယ်ချင်း၄ယောက်ဖြစ်ပြီးတူနဲ့တူလွန်ခင်မင်းနဲ့နောက်ဆုံးမှာကတ္တဗမြတ်စွာဘုရားသာသနာမှာဝင်ရောက်ပြီးသူတို့ဟာယဟန်ခံကြယဟန်ဖြစ်ကြပြန်ယဟန်ဖြစ်ပြီးတော့တရားဓမ္မအားထုတ်တယ်ဘုန်းကြီးဝတရားအထုတ်တရားထုတရားမြတ်ရလာဆိုမရဘူးလောကလူတွေဟာအရေးချင်းမပြည့်သေးလို့ရှင်ဘာမှလုပ်လို့မရဘူးနော်တရားထုတရားမြတ်ရဖို့ဆိုတာတာမန်အရေးချင်းနဲ့မရဘူးဒါကြောင့်မို့လို့အရေးချင်းမပြည့်သေးတဲ့ဘဝမှာကောင်းတာတွေကိုဆက်ပြီးလုပ်နေဖို့လိုတယ်ဥပမာမယ်စဉ်းစားကြည့်ဒီကနေပြီးတော့မိထီလာသွားတယ်မိုင်90ဆိုတာမိုင်90ခရီးကိုသွားတယ်မိုင်90ခရီးသွားတာကိုသွားတာကမိုင်20လောက်ပဲသွားသေးတယ်ဆိုမိထီလာရောက်ပါမလားမရောက်နိုင်ဘူးနော်မိုင်90ဆိုရင်မိုင်90ပြီးမှပဲမိထီလာရောက်မှာအဲ့ဒါလိုပဲဒီကိုလှုပ်ထားတဲ့အလုပ်တစ်ခုဟာဖြည်းဖြည်းစုံတဲ့အနေထားမရောက်သေးဘူးဆိုရင်အဲ့ဒီအဆင့်လောက်ဒီဘဝမှာလည်းပညာသင်တဲ့အခါမှာကြည့်တက္ကသိုလ်တက်ခွင့်ရဖို့ဆိုတာဟာကြည့်မူလတန်းလေးအောင်တာနဲ့တက္ကသိုလ်တက်လို့ရသွားဘူးလားမရသေးဘူးအလယ်တန်းလေးအောင်ရုံနဲ့တက္ကသိုလ်တက်ခွင့်ရသွားဘူးလားမရသေးဘူးအထက်တန်းအောင်ပြီးတော့မှအမှတ်ပြည့်ဖို့ဆိုတာလိုတယ်တက္ကသိုလ်တက်ဖို့ဟောအဲ့ဒီအတိုင်းပဲမူလတန်းလေးအောင်ရုံနဲ့ဒီတက္ကသိုလ်တက်နိုင်တာမရှိသလိုပဲကိုယ့်ရဲ့အရေးချင်းမပြည့်သေးဘူးဆိုရင်တရားသူတရားမြတ်မရနိုင်သေးဘူးဒီလိုဆိုလို့လားเนาะအဲ့တော့အရေးချင်းဆိုတာထိုင်ဆောင်နေရမယ့်ဟာတော့မဟုတ်လုံနေခြင်းအပြင်ဒီသင်ယူနေခြင်းအပြင်မူလတန်းအောင်သွားတယ်မူလတန်းအောင်ပြီးရင်အလတ်တန်းဆက်တင်တယ်အလယ်တန်းဆက်တင်ပြီးတဲ့အခါထက်တန်းဆက်တင်တယ်ထက်တန်းဆက်တင်ပြီးတက္ကသိုလ်ပညာဆက်တင်တယ်ဆိုတဲ့ရှောက်လန်းမှုကလိုအပ်တယ်အဲ့ဒီကြတော့မှတက္ကသိုလ်ပညာရောက်ပြီးတော့ဘွဲရတယ်ဆိုတဲ့အဆင့်ကိုရောက်ဒါဟာလက်တွေ့ပဲလေအဲ့ဒီလက်တွေ့ကိုဖယ်ရှားပြီးတော့စိတ်ကူးရင်နဲ့ယုံကြည်လက်ခံရမယ်ဆိုတာလုံးဝမဖြစ်နိုင်တဲ့အရာတွေလို့သာစိတ်ထဲမှာမှတ်တာလက်တွေ့မကြဘူးဆိုရင်ယုံကြည်လက်ခံစရာဘာတစ်ခုမှမရှိဘူးအဲ့တော့ဒီမျိုးကောင်းသား၄ယောက်ဟာကတ္တဗဘုရားလက်ထက်မှာယဟန်ပြုတ်ပြီးတော့တရားထုတ်ကြတယ်သို့တော့ပြောရမယ်ဆိုရင်သူတို့ဟာမူလတန်းလောက်ပဲအောင်ပြီးတော့ဘဝအဆုံးသတ်သွားကြတယ်ယဟနာအဆင့်မရောက်ဘူးမရောက်လည်းကိစ္စမရှိဘူးခေါရမဘုရားပွင့်လာတယ်ပွင့်လာတဲ့အခါမှာသူတို့၄ယောက်ဟာလူလာဖြစ်ကြပြန်တယ်ပေါ့ဘယ်မှာလူဖြစ်တုံးဆိုတော့ခေါရမဘုရားလက်ထက်ကြတယ်မန္လတိုင်းပါဝါမြို့မှာမန္လမင်းမျိုးထဲမှာလာပြီးတော့မင်းသား၄ယောက်အနေနဲ့မွေးဖွားတယ်မန္လလူမျိုးလို့ခေါ်တယ်အဲ့ဒီမန္လလူမျိုးတွေထဲမှာလာပြီးတော့သူတို့၄ယောက်ဟာမွေးဖွားကြခတ္တိယမျိုးထဲမှာလာပြီးတော့မွေးဖွားကြအဲ့ဒီမှာလည်းပဲတငယ်ချင်း၄ယောက်စလုံးဟာခင်ခင်မင်မင်တက်တူရွယ်တူဖြစ်ပြီးတော့ပါဝါမြို့မှာလာရောက်ပြီးတော့အဲ့ဒီပါဝါမြို့ဆိုတာအလွန်ထင်ရှားတဲ့မြို့ဘုရားဝင်ထဲမှာပါတဲ့ပါဝါမြို့မြတ်စွာဘုရားနောက်ဆုံးခရီးမှာဒီမှာစုံဒဆိုတဲ့ပရိဆရာကနေပြီးတော့ဆွန့်ကပ်လိုက်တယ်ဆိုတာအဲ့ဒီပါဝါမြို့ပဲနောက်တစ်ခါမဟာဝီရဆိုတဲ့ချိန်ဖျားကြီးပြိဋိဘံစံတဲ့နေရာပါဝါမြို့ပဲအဲ့ဒီပါဝါမြို့မှာ
သူတို့ဟာလာပြီးတော့ဖြစ်ကြဖြစ်ရင်းကနေပြီးတော့အလုတ်ကိစ္စတစ်ခုနဲ့လောကမှာဖျားပွင့်လာတဲ့အခါမှာအလုတ်ကိစ္စတစ်ခုနဲ့တက္ကတိုင်ကပိလဝမြို့ဘက်ကိုသူတို့ခရီးထွက်သွားကြတယ်ခရီးထွက်သွားတဲ့အချိန်မှာကံကောင်းကျင်တော့မြတ်စွာဘုရားက6နှစ်ပတ်လုံးဒုက္ခရစရိယာကျင့်ပြီးဖျားဖြစ်တယ်တစ်နှစ်လက်လက်တရားဟောပြီးတော့တစ်နှစ်ပြည့်တဲ့အခါမှာ9နှစ်ကြာတဲ့အခါမှာတောထွက်ရာကနေပြီးဖျားဖြစ်တာတစ်နှစ်တရားကျင့်တာ6နှစ်9နှစ်ကြာတဲ့အခါမှာတိုင်းတော်ပြည်တော်ကိုခမည်းတော်မင်းကြီးကပင့်လို့ကပိလဝုကိုပထမဆုံးပြန်ကြွတဲ့အချိန်သူတို့ကလည်းကပိလဝုကိုကိစ္စတစ်ခုနဲ့သွားကြတာသွားဆုံရတယ်ဒါလည်းကံကောင်းခြင်းတစ်ခုပဲเนาะဖះကကပိလဝုကိုကြွသွားတဲ့အချိန်မှာသူတို့ကလည်းကပိလဝုကိုအလုပ်ကိစ္စနဲ့သွားကြတယ်တငယ်ချင်း၄ယောက်ဟိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားပထမဆုံးဆွေတွေမျိုးတွေနဲ့တွေ့တယ်တွေ့တဲ့အခါကျတော့เนาะတာဂဝေမင်းကြီးဆိုတာမာနကြီးတယ်သူတို့ကအလုံးမာနကြီးတယ်မာနကြီးတော့လူဆိုတာစိတ်ဓာတ်ကဘယ်လိုရှိတော့သူတဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေသူ့ရဲ့ဦးလေးတော်တယ်နော်ဘာကြီးဘာတွေတော်တယ်ဆိုပုဂ္ဂိုလ်တွေရှိအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေအားလုံးကဘယ်လိုထင်တော့ဆိုရင်ဖယားလို့တမန်ပုဂ္ဂိုလ်တွေကတခြားပုဂ္ဂိုလ်တွေကလေးစားကြတော့လည်းပဲသူတို့မျက်စိထဲမှာတော့ငါတူပဲနော်ငါအကိုရဲ့သားပဲငါညီရဲ့သားပဲငါတို့တဲ့အသက်ဘလောက်ငယ်တယ်ငါနဲ့တူတူငယ်ငယ်တုန်းကကစားလာခဲ့တာတို့ဒီလိုအတွေးတွေနဲ့မြတ်စွာဘုရားကိုဒီရိုးရိုးသေးသေးစိတ်ကတာမလုပ်ကြဘူးအဲ့ဒါကိုပဲမြန်မာစကားပုံပြောတာရွာနာမြက်ရွာနွားမစားဆိုတာအဲ့ဒါမျိုးပြောတာထင်သေးမြင်သေးဖြစ်တတ်တယ်ကိုယ့်ဒေတာကထွက်တဲ့ပုဂ္ဂိုလ်ဆိုရင်ငယ်တော့တူတူနေလာတဲ့ပုဂ္ဂိုလ်ပါဆိုပြီးတော့ဒီလိုထင်သေးမြင်သေးတွေဖြစ်တတ်တယ်ပေါ့ဒါလူရဲ့သဘာဝကိုပြောအဲ့ဒီအချိန်မှာတာဂဝေမင်းအများစုကမြတ်စွာဘုရားရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကသူတို့ကမာနတွေနဲ့ဖះကိုနှုတ်ဆက်တာကအစနော်တလေးတစားနှုတ်ဆက်တာမဟုတ်ဘူးကာရဝမထားဘူးငါတို့တဲ့ငယ်တဲ့လူဘယ်စကားလဲအမျိုးစုံပြောချင်းပြောမှာပေါ့ငယ်တဲ့ကလေးတွေကသာဒီမမြင်ဘူးလိုက်တဲ့ကလေးတွေကသာရှ िख ိုးဝါချပြီးအယုသေးပေးကြတယ်သို့တော်ဖះဆိုတဲ့ပုဂ္ဂိုလ်ဟာပညာအပြင်လည်းအမြင်မာဆုံးတမာရီအပြင်လည်းအမြင်မာဆုံးသီလအပြင်လည်းအမြင်မာဆုံးပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်အလုံးတန်ဖိုးသိတဲ့တရားတွေအားလုံးဟာဆိုပါစို့လူတွေမမြင်ရတဲ့တရားနာမင်းကြီးတို့ပြမမင်းကြီးတို့ကအစလူတရားမဟုတ်တဲ့နတ်တွေကအစမြတ်စွာဘုရားဆိုရင်လေးလေးမြတ်မြတ်ရိုးကျူးလက်စုံမိုးရှ िख ိုးရတဲ့အချိန်မှာတာဂဝေတွေကငါတဲ့အသက်ငယ်တယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဘုရားကိုအယုသိသိပြီးတော့မပေးကြဘူးအဲ့ဒီအချိန်မှာမြတ်စွာဘုရားကရေမီးအစုံတကောပြာဒီဟာကိုပြဒီအစွမ်းတတ္တိဆိုတာတတ္တိထာမဒီလူတွေရဲ့အစွမ်းအစဆိုတာတာမန်တချို့ပုဂ္ဂိုလ်တွေကမပြရင်မသိဘူးဒါကြောင့်မို့ပြမှသိတာမို့မြတ်စွာဘုရားသူ့ရဲ့ဒီတမာရီစွမ်းအားရဲ့တကူဘလောက်ကြီးမားတယ်သူကျင့်ကြံထားတဲ့တရားဟာတာမန်မဟုတ်ဘူးဆိုတာကိုပြသတဲ့အနေနဲ့တကူပြတွေဟာပြအဲ့ဒီတကူပြတွေဟာပြလိုက်တဲ့အခါကျတော့မှတာဂဝေမင်းတွေဟာအံ့ဩတုန်လှုပ်လာပြီးတော့သုံးလောကထွတ်ထားဒီလိုအရေးချင်းပြည့်တဲ့ပုဂ္ဂိုလ်တော်ဟာဖြစ်သွားပြီဆိုတာကိုအဲ့ကြတော့မှနှစ်ဖူးမြေချရှ िख ိုးဝချကြတယ်အဲ့ဒီပွဲမှာခုနကမန္လာတိုင်းကနေပြီးတော့ကိစ္စတစ်ခုနဲ့ရောက်လာတဲ့မင်းသား၄ဦးကလည်းပါဝင်လာတယ်နော်အဲ့ဒီမှာရောက်နေကြသူတို့ရောက်လာကြတယ်အဲ့တော့သူတို့ရဲ့နာမည်တွေကဘယ်သူတုံးဆိုရင်ပထမဆုံးကတော့ခောတိကလို့ခေါ်တယ်ဒုတိယကတော့သူဘာဟုလို့ခေါ်တယ်တတိယကတော့ဒီဝပ္ပခေါ်တယ်စတုထကဥတ္တိယတ
တတိယကဝန္လိယလို့ခေါ်တယ်စတုထကဥဒ္ဒိယလို့ခေါ်တယ်အဲ့ဒီနာမည်အသီးသီးမှတ်ထားတဲ့တငယ်ချင်း၄ယောက်ဟာလေမြတ်စွာဘုရားရဲ့တကူပြတိဟာပြတာကိုဖူးမြင်လိုက်ရတဲ့အခါမှာအော်လူဆိုတာတကယ်တရားကျင့်လို့ရှိရင်ဒီလိုအစွမ်းတကူတွေရနိုင်တာပါလားငါတို့လည်းပဲသာသနာ့ပုံဝင်ပြီးတော့တရားကျင့်ရမယ်ဒီလိုအစွမ်းတကူတွေရအောင်ကျင့်မယ်ဆိုတဲ့စိတ်ဓာတ်တွေဖြစ်ပြီးတော့မြတ်စွာဘုရားတန်ခွင်တောင်းပြီးသူတို့ဟာသင်္ကန်းဝတ်လိုက်ကြတာပဲကြီးညိုသရာစိတ်နဲ့သူတို့ဟာသင်္ကန်းဝတ်ကြတယ်ယဟန်ဖြစ်သွားတယ်ဂေါတိကာသူဘာဟုဝန္လိယဥဒ္ဒိယဆိုတဲ့တငယ်ချင်း၄ယောက်အဲ့ဒီလိုတကူပြတိဟာပွဲမှာကိုယ်တိုင်တွေးလိုက်ရတဲ့အခါမှာကြီးညိုသရာတွေဖြစ်ပြီးတော့သူတို့ဟာယဟန်ဝတ်လိုက်ကြတယ်မြတ်စွာဘုရားစီကအဆုံးအမတရားတော်တွေကိုနာယူပြီးသမထကျင့်စဉ်ဝိပဿနာကျင့်စဉ်တွေကိုကျင့်ကြံကြုတ်ကိုအထောက်ရင်နောက်ဆုံးမှာသူတို့လည်းပဲတကူကြီးမားတဲ့ပဋိသမိရာပတ္တယဟန္တာအရှင်မြတ်တွေဖြစ်ကိုရရှိသွားကြတယ်တဲ့အဲ့တော့ဘဝဆိုတာသံဃာတော်ကတမန်ပဲကောင်းတဲ့အလုပ်တွေလုပ်ရင်နဲ့အရေးချင်းဟာတိုးတက်တာအဲ့တော့ဒီရက်ွက်မှာနေတဲ့ကလေးတွေလည်းစဉ်းစားကြည့်ပေါ့ငယ်တော့ဒီရက်နေတဲ့လူကပညာကြိုးစားလိုက်လို့နောက်ဆုံးမှနိုင်ငံတော်သမ္မတဖြစ်မသွားဘူးလို့ပြောလို့မရဘူးလေတိုင်းပြည်မှာခေါင်းဆောင်ပုဂ္ဂိုလ်မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးဒီလိုဖြစ်သွားတဲ့ဟာတွေလည်းရှိတယ်ဝန်ကြီးချုပ်မဖြစ်ဘူးလို့လည်းပြောလို့မရဘူးဝန်ကြီးတွေကိုလည်းဖြစ်နိုင်တယ်ဆိုလိုတာကအစစ်မြင့်တဲ့ဘဝကိုရောက်နိုင်တယ်ဆိုတာမလွဲမသွေကောင်းတာလုပ်ဖို့ကအရေးကြီးဆုံးပဲအရေးချင်းပြည့်လာတဲ့ဒီနေ့ဟာတိုးတက်ချီးပွားလာမှာဖြစ်တယ်ဆိုတာအခြေခံအားဖြင့်ယုံကြည်လက်ခံကြရမှာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာအခုလိုစိတ်ဓာတ်စွမ်းအားတွေပေးတာမို့ဒီမထေမြတ်၄ပါးဟာလည်းပဲလက်တွဲညီညာတကယ်ကိုအပေါင်းအသင်းတငယ်ချင်း၄ယောက်ကဘဝမှာစလိုက်ကြရာကနေစပြီးကောင်းတာတွေကိုဆက်လုပ်လာလို့နောက်ဆုံးဘဝအဆင့်94ကဘာ9ကဘာအလုံးပေါင်းလိုက်ရင်95ကဘာဖြတ်တန်းလာခဲ့ကြပြီသူတို့ဟာတန်တရားရဲ့အဆုံးသတ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားနိုင်ကြတာဖြစ်တယ်အေးအဲ့ဒီလိုတန်တရားထဲမှာနေပြီးယဟန္တာဘဝရောက်ရှိသွားတဲ့အခါမှာယဟန်တော်တွေဟာအများလူထုအကျိုးပြုဖို့အတွက်ဆိုပြီးတော့ဒေသစာရီလှည့်တယ်ကြတယ်ရောက်ရရမှတရားဟောပြောတယ်တရားဒကာဒကမတွေဆွမ်းကအိတ်ဆွမ်းရက်တဲ့အခါမှာဆွမ်းလောင်းခွင့်ရလိုက်လို့ကုသိုလ်ကောင်းမှုလုပ်ခွင့်ရလိုက်တဲ့ပုဂ္ဂိုလ်တွေဟာတကယ်ကိုစိတ်နှုတ်ကြီးရလိုက်တယ်လို့ပဲကုသိုလ်ကံအရှိန်နဲ့ချီးပွားတိုးတက်မှုတွေရသွားကြအဲ့တော့သူတို့လည်းပဲမလာတိုင်းသားတွေဟာနောက်ဆုံးတရားကျင့်လို့ယန္တာဖြစ်ပြီးတဲ့နောက်မှာရာဇဂုံမြို့ကိုသွားကြရာဇဂုံမြို့ရောက်တဲ့အခါကျတော့ဘေဝိဒရာမင်းကြီးကတန်ဃာတွေကိုချီညိုတယ်တောရမှာဒီကိုယ်တော်တွေစောင့်တည်ပြီးတောเจ้าလေးတွေမှာနေတော့ဘေဝိဒရာမင်းကြီးကမိုးရသည်မှာသူတို့ကျောင်းဆောင်လေးတွေဆောက်ပြီးတော့လှူမယ်လို့ကျောင်းဆောက်ဖို့တာဝန်ယူထားနော်တာဝန်ယူထားရနေဘုရင်ဆိုတာအလုံးများရဲ့အလွန်မေ့တယ်သူကိုယ်တိုင်ဂတိထားပြီးတော့မပြောမိတာဖြစ်မယ်အဲ့တော့ဒီပုဂ္ဂိုလ်တွေအတွက်ကျောင်းလေးတွေဆောက်ထားပြီးရကနေပြီးတော့အမိုးမိုးတာတို့ဘာတို့ပြည့်ပြည့်စုံစုံမဖြစ်တော့ဒီကိုယ်တော်တွေကဘုရင်ကြီးပင့်လို့နေရတော့လည်းပဲတစ်ပင်ဘေးတို့ခြုံညာခြုံဘေးတို့အဲ့ဒါလို့အဆောက်အဦမရှိတဲ့နေရာမှာနေထိုင်ကြတော့ရာသီဥတုကလည်းမိုးရာသီကြီးဖြစ်လာတဲ့အခါမိုးတွေကတက်လာပြီမိုးရွာဖို့အခြေအနေတွေပေးလာသို့တော့ဘုရင်ကြီးကမသိပေမဲ့လို့မိုးနဲ့သားကတော့သိတယ်ပေါ့ဒီကိုယ်တော်တွေယဟန္တာပုဂ္ဂိုလ်ကြီးတွေပေါ်မှာမိုးရွာချဖို့သူ့မှာခဲရင်နေဒါကြောင့်မို့လို့မိုးတိမ်တွေတက်လာလိုက်ပျောက်သွားလိုက်မိုးတိမ်တွေတက်လာလိုက်အတန်တွေပေးလိုက်ပျောက်သွားလိုက်နတ်တွေကဖယ်ရှားပြစ်လို့ရတဲ့နော်နတ်တွေက
မိုးတိမ်တွေကိုဖယ်ရှားပြလိုက်တာသူတို့အစွမ်းနဲ့ကိုဖယ်ရှားပြလိုက်တဲ့အခါမိုးခေါင်တဲ့အနေအထားမျိုးဖြစ်လာအဲ့ဒီကြတော့မှဘုရင်ကြီးကပြန်ပြီးတော့တတိရတယ်ဘာလို့မိုးခေါင်ရသလဲကြည့်လိုက်တဲ့အခါသူဟာចောင်းဆောက်ပေးမယ်လို့တာဝန်ယူထားတဲ့ပုဂ္ဂိုလ်တွေចောင်းဆောက်ပေးဖို့မေ့လျော့နေအသေးလေးတွေចောင်းဆောက်ပေးဖို့မေ့လျော့နေတာကြောင့်သူဟာလင်းလင်းမြန်မြန်နန်းတော်ကသွားပြီးတော့ထိုမထေရမြတ်တွေရဲ့နေရာမှာចောင်းသေးသေးလေးတွေနော်တက်ကဲမိုးနဲ့ចောင်းလေးတွေလုံးလုံးချုံချုံဆောက်လုပ်ပြီးတော့လှူဒန်းတယ်လှူဒန်းပြီးတဲ့အခါမှာအဲ့ဒီမထေရမြတ်၄ပါးဟာဘုရင်ကြီးဆောက်ပြီးတော့လှူတဲ့ចောင်းတွေထဲမှာဝင်ရောက်နေထိုင်သတင်းသုံးရင်းမှာဘာဖြစ်လဲမိုးတန်တွေကြားလာပြန်မိုးရသည်ကိုခါတိုင်းမိုးတန်ကြားပြီးတော့မိုးကမရွာဘူးအဲ့ဒီနေ့မှာမိုးတန်တွေကြားတရားစီးတွေလက်ပြီးတော့မိုးတန်တွေစူးစူးညံညံတစ်ချိန်ချင်းဖြစ်နေတဲ့အချိန်မှာပထမဂေါတိကဆိုတဲ့ယဟန္တာပုဂ္ဂိုလ်များကမိုးကိုလှမ်းပြောတဲ့အနေနဲ့သူ့ရဲ့အမှတ်တရစကားဘာပြောလိုက်တယ်လဲလို့ဆိုလို့ရှိရင်နော်ဝတ္တတိဒေဝဒုက္ခိတံသန္နာမေကုတိကာဒုက္ခနိဝါဒဝတ္တတိဒေဝဒုက္ခိတံဆိုမိုးချင်းနေတဲ့အတန်လေးဟာစီကြီးတီးတဲ့ဂီတတန်နဲ့ခတ်ဆင်တယ်နော်တဒုံဒုံဆိုတဲ့အခုခေတ်မှာဟိုတီးတဲ့အတန်တွေနဲ့မိုးချင်းတဲ့အတန်နဲ့ခတ်ဆင်တယ်ဖြစ်တယ်အဲ့ဒီခေတ်ကလည်းပဲစီကြီးတွေတီးလိုက်တယ်ဆိုရင်တဒုံဒုံဆိုတော့အဲ့ဒီလိုဒီမိုးတန်တွေဟာမိုးတန်လေးတန်ပေးနေတဲ့အတန်တွေနဲ့မိုးကြီးကရွာဖို့ပြင်ဆင်နေတယ်တဲ့သန္နာမေကုတိကာဒုက္ခနိဝါဒအေးသူနေဖို့အကြောင်းလေးရလည်းပဲလုံးလုံးချုံချုံအမိုးတွေမိုးထားပြီးလေလုံးမိုးလုံးဖြစ်နေလို့နေရထိုင်ရသူ့မှာချမ်းသာနေပြီမိုးတွေကလည်းတက်လာပြီကျောင်းကလည်းလုံးလုံးချုံချုံသူ့မှာချမ်းသာနေပြီအဲ့ဒီလိုအခြေအနေမျိုးမှာစိတ်တံသူတမဟိတင်စမရှံသူစိတ်လေးကလည်းနိဗ္ဗာန်ကိုအာရုံပြုတဲ့တမာရီဆွမ်းအားနဲ့နိဗ္ဗာန်ကိုအာရုံပြုပြီးတော့တမဘဝင်စားနေလို့စိတ်ဟာထွေပြားပြီးတော့မနေဘူးအာရုံတစ်ခုတည်းပေါ်မှာစိတ်ဟာတည်ငြိမ်နေတယ်အဲ့ဒါလို့နိဗ္ဗာန်ကိုအာရုံပြုပြီးတော့တမဘဝင်စားနေတဲ့စိတ်တည်ငြိမ်နေတဲ့အချိန်လေးမှာပြောလိုက်တာအထစေဝတ္တိပဝတ္တဒေဝအထစေပဋ္ဌယတိပဝတ္တဒေဝမိုးမင်းကြီးရွာခြင်းနဲ့ဆိုရင်တဲတဲမဲမဲရွာတာချလိုက်တော့သူ့အတွက်စိတ်မပူနဲ့ခါတိုင်းဆိုလို့ရှိရင်အော်ယဟန္တာသူမြတ်တွေဟာမိုးမလုံးမိုးမလုံးအကာအရံမရှိတဲ့နေရာမှာထိုင်နေကြတယ်မိုးရွာလို့မဖြစ်ဘူးဆိုပြီးတော့မိုးကရှောင်းသွားတယ်အေးဒါကြောင့်မို့လို့ဒီတစ်ခါတော့ရှောင်မသွားနဲ့ရွာခြင်းတစ်ခါတည်းသာရွာခြင်းနဲ့ဆန္ဒရှိရင်အာရပါရတာရွာချလိုက်တော့လို့ပထမဂေါရိကဆိုတဲ့မထေရကမိုးကိုလှမ်းပြောတဲ့စကားဟာအမှတ်တရအဲ့ဒီမှာသူ့ရဲ့ခံယူချက်ကဘာတော့ဆိုလို့ရှိရင်စိတ်တံသူတမဟိတင်စမရှံဆိုသူစိတ်လေးဟာတမာရိယနေပြီနိဗ္ဗာန်ကိုအာရုံပြုထားတယ်မိုးဘလောက်ရွာမိုးတွေဘလောက်ချိန်သူစိတ်မှာတုံလုံးခြောက်ချမှာမဟုတ်ဘူးကြိုက်တယ်လို့ရွာကြိုက်တယ်လို့ချိန်လို့ဆိုပြီးတော့ပြောလိုက်တဲ့စကားတစ်ခုပဲအဲ့တော့ဘုန်းကြီးတို့တွေရောအဲ့လိုစိန်ခေါ်ရဲလားဆိုဘယ်စိန်ခေါ်ရဲအောင်နော်မိုးကြိုးပြစ်မှာကြောက်တာတို့မိုးချိန်လန့်တာတို့ရှာစီးလက်တာကြောက်တာတို့ရှိရဟန္တာပုဂ္ဂိုလ်ကြတော့အဲ့ဒါမျိုးတွေမဖြစ်တော့ဘူးလို့ဆိုလို့တခါဒုတိယမထေရမြတ်ကလည်းပဲဒီတိုင်းပဲစကားပြောတာသူပြောတဲ့စကားမှာထူးခြားလာတာတစ်ခုပဲရှိတယ်ဘာလို့ဆိုရင်စိတ်တံသူတမဟိတံစကာယေသူကတော့အမြဲတမ်းကာယကတတတိကမ္မထံခန္ဓာကိုယ်မှာရှိနေတဲ့ကိုယ်ကာယမှာရှိနေတဲ့ဆံမြင်မွေးညင်းခြေသက်လက်သက်သွားအရေးဆိုတဲ့
ဒီကိုယ်ကာယပေါ်မှာရှိတဲ့အာယုံပေါ်မှာတမာရိယအောင်ကြိုးစားပြီးတော့တရားအထုတ်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သူဟာအဲ့ဒီပေါ်မှာပဲတမာရိအခြေခံပြီးတော့ဇံဝင်စားတယ်တမာဘဝင်စားတယ်ဆိုတာသူစိတ်လေးတည်ငြိမ်အောင်လုပ်တာအဲ့ဒီကအခြေခံလုပ်တာအဲ့ဒီအလုပ်တွေသူအောင်မြင်လုပ်ပြီးပြီဒါကြောင့်မို့အထစေပဋ္ဌယတိပဝတ္တဒေဝရွာခြင်းနဲ့ဆိုရင်ရွာလာရွာချလိုက်သူ့အနေနဲ့ဘာမှစိုးရိမ်စရာမရှိဘူးစိတ်တွေဟာတည်ငြိမ်နေပြီလို့အဲ့ဒီလိုမိုးကိုသူကလည်းပဲဒုတိယမထေရမြတ်ကလည်းအခုလိုလှမ်းပြောလိုက်တဲ့စကားဟာအမှတ်တရစကားပဲဖြစ်တယ်ပေါ့နောက်တစ်ခါတတိယမထေရမြတ်ဝန္လိယဆိုတဲ့မထေရမြတ်ကပြောတာလေတတ္တံဝိဟရာမိအပမတောသူပြောတဲ့စကားလုံးမှာမိုးတန်နေဟာဂိတတန်လိုပဲမိုးတွေဟာရွာဖို့တစ်ချိန်ချင်းဖြစ်နေတယ်နော်တရားစီးတွေလက်နေတယ်နော်သူ့မှာသူနေတဲ့အဆောက်အုံလေးကလည်းမိုးလုံးလေးလုံးဖြစ်ပြီးတော့ချမ်းချမ်းသာသာရှိနေပြီအထူးအားဖြင့်တတ္တံဝိဟရာမိအပမတောဒီကြောင်းလေးထဲမှာနေတဲ့အချိန်မှာသူဟာတတိအလွန်ထားပြီးတော့တတိဆွဲဆွဲမြဲမြဲနဲ့နိဗ္ဗာန်အာယုံကလွဲပြီးတခြားအာယုံပေါ်မှာမရောက်လို့နိဗ္ဗာန်ဆိုတဲ့တရားပေါ်မှာမမေ့မလျော့နေတာဖြစ်လို့မိုးရွာခြင်းတပတ်ဆိုရင်တဲမဲမဲရွာတာချလိုက်ပါတော့လို့သူကလည်းသူ့အခြေအနေကိုအခြေခံပြီးတော့မိုးကိုလှမ်းပြောလိုက်တဲ့စကားဟာသူ့ရဲ့အမှတ်တရစကားပဲဖြစ်တယ်နောက်တစ်ခါသရုတ်ထမထေရမြတ်ကလည်းပဲအလုံးပြောတဲ့စကားတွေတူညီတဲ့ထဲမှာသူ့ရဲ့ထူးခြားစွာပြောတဲ့အချက်ကတော့ဘာလို့ဆိုရင်တတ္တံဝိဟရာမအဒုတိယောတကြောင်မှတပါးတည်းပဲနေကြတာသူကလည်းပဲအလားတူပြောလိုက်တယ်မိုးဟာတစ်ချိန်ချင်းနဲ့ဂိတတန်နေပေးနေတယ်ငါနေတဲ့ကြောင်းလေးရလဲမိုးလုံးလေးလုံးလုံချုံဖြစ်လို့နေရထိုင်ရချမ်းသာတယ်အဲ့ဒီကြောင်းလေးထဲမှာငါဟာတပါးတည်းနေတာဖြစ်တယ်အဖော်မပြီးအဖော်မပါပဲနဲ့တပါးတည်းနေတယ်နိဗ္ဗာန်ဆိုတဲ့အာယုံလေးနဲ့ငါဟာတည်ငြိမ်စွာနေတာဖြစ်လို့အထစေပဋ္ဌယတိပဝတ္တဒေဝရွာခြင်းတပတ်ဆိုရင်မိုးတဲမဲသာရွာလိုက်ပါလို့မိုးကိုလှမ်းပြောတဲ့အနေထားအဖြစ်နှုတ်ကနေရွတ်ဆိုလိုက်ကြတာဖြစ်တယ်အဲ့ဒီမထေမြတ်၄ပါးဟာယခုလိုပဲသူတို့ရဲ့ကိုယ်ချင်းတရားတွေအခြေအနေတွေကောင်းမွန်တဲ့အခြေအနေတွေကိုဖော်ပြပြီးတော့မိုးရွာဖို့မိုးကိုတိုက်တွန်းနှိုးဆော်လိုက်ကြတာဒါသူတို့ရဲ့အမှတ်တရစကားပဲဖြစ်တယ်ပေါ့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တာမန်လောကသားလူတယောက်ဟာကောင်းတဲ့အလုပ်လုပ်ပြီးတော့ကောင်းတဲ့လမ်းကြောင်းပေါ်ရောက်ရှိလာလို့ရှိရင်ယခုလိုကြီးပွားတိုးတက်သွားတာသူတို့ဟာ64ကဘာစပြီးလှုပ်တဲ့အချိန်တုန်းကဘာကုသိုလ်ကစခဲ့လေတယောက်ကဆွမ်းလောင်းခဲ့တယ်တယောက်ကရှ िख ိုးဝှချတယ်တယောက်ကပန်းလက်ကြီးကိုလှူတယ်တယောက်ကပန်းကန်ကြီးကိုလှူတယ်တယောက်ကမြတ်လေးပန်းနဲ့ပူဇော်တယ်အဲ့ဒီကုသိုလ်လေးတွေကစပြီးတော့လူလောကထဲမှာတစ်ဆင့်ပြီးတစ်ဆင့်မြင့်လာတော့နောက်ဆုံး65ဘကဘာဖြတ်တန်းပြီးဂေါရမဗုဒ္ဓရဲ့လက်ထက်မှာသူတို့ဟာအမြင့်ဆုံးအဆင့်ယဟန္တာပုဂ္ဂိုလ်ကြီးတွေထီအောင်ဖြစ်သွားကြတယ်အဲ့ဒီဘဝသင်္ကန်းစာအတိုင်းပဲတို့တွေဟာအလုံးလုံးကြအချိန်ကြာတာမကြာတာတို့နဲ့မဆိုင်ဘူးတို့ဟာလုံနေရမှာဖြစ်တယ်ကောင်းတဲ့လမ်းကြောင်းကနေပြီးသွေးဖီမသွားအောင်တို့တွေထိန်းချောင်းပြီးလောက်ကြရမှာဖြစ်တယ်ဆိုတာကိုစီနားလေသဘောပေါက်ပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်းဆက်လက်ကျင့်သုံးနိုင်ကြပါစေကုန်သတည်း